မေနဲ့လက်ရှိဘယ် program တက်နေလဲ ဟုတ်နာမည်ကတော့ဖြစ်စင်ထပ်ပါဒါပေမဲ့ဒီမှာတော့ Iris လို့ပဲတီးကြရပါတော့လက်ရှိတက်နေရတော့ communication arts ပါ ဘာလို့ Gong app ကိုရွေးရလဲအကြောင်းပေးဘာလို့ plan ရှိလဲ commerce ကိုရွေးရတာကြတော့အရင်တော့ Iris ဒီမှာမတက်ခင်တော့ရန်ကုန်မှာEBB လို့ခေါ်ရဲဟို business English တက်ခဲ့အဲ့မှာတော့အဲ့လိုမျိုး media နဲ့ပတ်Woodrow College တော့မဟုတ် EBB ရန်ကုန်တော့မှတက်ရတာဟုတ်ဘာ English စာနဲ့ပေါင်းဖွင့်တာဆိုတော့အဲ့မှာဆိုဟို media နဲ့ဆိုင်တဲ့ English စာသင်ရတယ်အဲ့မှာစပြီးတော့ media ဘိုင်းအဲ့လိုမျိုး communication နဲ့ပတ်သက်တဲ့ဘိုင်းကိုစိတ်ဝင်စားပါပေါ့စိတ်ဝင်စားပြီးတော့ဆိုဒီ covid ဖြစ်တော့ကျောင်းသားရင်းနဲ့ okay set up ဖို့ရှာကြည့်ရတဲ့အခါမှာဒီ communication ကိုတွေ့ရ business communication ရွေးနေရတယ် communication ကကိုယ်နဲ့ပို့ပြီးတော့ကြိုက်မယ်အဲ့လိုပြောရဆိုရတယ်သဘောကျရပြီးတော့communicate လုပ်ရတယ်သဘောကျရဆိုတော့ okay အဲ့ဒါနဲ့ပဲဒီဟာကိုတက်မယ်ဆိုပြီးတော့ရွေးပြသွားတာပေါ့ ဘယ် subject ကကိုယ်တွေ့အကြိုက်ဆုံးလို့ခံစားဘယ် subject ကိုယ်တွေ့ challenge ဖြစ်လို့ခံစားရလဲ so communication arts မှာက Ransit ကတင်တာကသူကအစုံရောပြီးတော့တင်တာအဓိက focus ကကျတော့ marketing advertising PR နဲ့event management ကိုတင်တာအဲ့ထဲမှာဆိုလို့ရှိရင် PR ကနည်းနည်း boring ဖြစ်ဖို့ကောင်းတယ်လို့ခံစားရတယ်စာတွေလိုမျိုး technique တွေများတယ်ဆိုတော့ marketing advertising နဲ့ event ကအရင် fan ဖြစ်ပြီးတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်လို့ခံစားရတယ် marketing advertising ကိုအကြိုက်ဆုံးလို့ event လည်းပါတယ် event management ပိုင်းလည်းပါတယ်ဟုတ် PR ဘိုင်းကကိုယ်တွေ့ challenge ဖြစ်လို့ဆိုတာနဲ့ boring ဖြစ်လို့ boring ဖြစ်ဖို့ basic ကျောင်းသားတယောက်အနေနဲ့ကိုအကြိုက်ဆုံးအပိုင်းကဘာဖြစ်မယ်ထင်လဲ အကြိုက်ဆုံးပိုင်းက IS major မှာသင်ရဆရာရောအရင်သဘောကျတယ်အဲဆိုmajor မှာအဓိကသင်တာဆရာ4ယောက်ရှိတယ်sorry 3ယောက်4ယောက်ပေါ့နော်ဒါပေမဲ့တစ်ယောက်ကတော့ထွက်သွားပြီအမေဆရာရဲ့ favorite ဆရာcommunication တခြားဘာသာတွေတော့မပြောနိုင်ဘူး communication arts major ရဲ့ဟာကိုအမခံနိုင်တယ်အရင် one ဖြစ်ပြီးတော့ကိုသားတကယ်ကိုဘက်ကပေးသလောက်ပြန်ပေးရယ်ဂယူလည်းအရင်စိုက်တယ်လိုချင်တာရှိရင်အကုန်ဖြည့်ဆည်းပေးရပေါ့နော်အဲ့လိုစာနဲ့ပတ်သက်ပြီးတော့အကုန်ပေးရဆရာမကြီးပညာလည်းတော်ရယ် pronunciation လည်းတော်အဆင်ပြေရယ် Thai မှာဆိုရင်အများနဲ့ပြဿနာအဲ့ဒါ pronunciation ဆိုတော့လေ pronunciation တော့တော်အဆင်ပြေရယ်ဆရာကြီးကလုံးဝပညာပြေဝတယ်တကယ်လည်းဂယူစိုက်တယ်ဆိုတော့ဒီ major ကိုဒီကျောင်းမှာဒီ major ကိုရွေးပြီးရအမှန်ဆုံးပဲလို့အဲ့လိုခံစားရတယ် singer ဆိုယောက်ျားတယောက်ကိုရွေးရမယ်ဆိုလို့ရှိရင်အချက်၃ချက်အဓိကထားပြီးရမှာနော်ဘယ်အချက်တွေဖြစ်မလဲ Okay ဒါကတော့ဘယ်လိုခေါ်မလဲလူတယောက်ရဲ့ခံယူချက်ပေါ်မူတည်ပြီးတော့ကြွားရဟော your choice Yeah my choice ချက်၃ချက်ဆိုလို့ဘယ်အချက်တွေက Okay ပထမဆုံးအချက်ကအရင်ဦးဆုံးကဟိုပတ်စံရှိတာမရှိတာထက် Okay okay ရိုးသားပြီးတော့ရိုးသားရဆိုတာက iOS ကို okay ယူဆိုင်နိုင်ရမယ်အဲ့လိုပုံစံမျိုးယူဆိုင်ခံရကြတယ် iOS ကလည်း understand ကိုကလည်းနားလည်ပြီးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ယူဆိုင်ခံရကြတယ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့လိုလိန်နာမျိုးထိန်ချန်ထားလေရနောက်ဆုံးချက်ကနောက်ဆုံးချက်ကလားကိုချိုးတယ်မလို့ No တက်ကြည့်အောင်ကိုကြီးဖွဲ့အောင် Okay 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 ဆိုတော့ကိုတဲ့တက်ကြီးဥဆောင်နိုင်မယ်လူပေါ့ Okay Because Iris က mostly ဥဆောင်တာများတယ်ဘယ်နေရာမှာမဆိုအကြောင်းပါဆိုလည်းကိုကြီးဥဆောင်လို့ရပါမလားကိုကြီးနဲ့ဥဆောင်ရဖြစ်မှာပေါ့ That's why I will follow Okay okay you want to follow တယောက်တည်းဆိုလို့ရှိရင်ကိုဥဆောင်ရမယ်နှစ်ယောက်ဆိုရင်တော့သူဥဆောင်လာကြိုက်တာ Okay အကြီးဆုံး red flag ကဘာဖြစ်လဲ Silent treatment you know silent treatment is like let's say where you are let's say we fight or like ဆောက်ရရန်ဖြစ်တယ်ဆိုလို့ရှိရင် no ပြန်ချော့ရမချော့ဆိုတော့ရန်ဖြစ်တယ်ကွာရန်ဖြစ်တဲ့အခါမှာဘာမှcommunicate မလုပ်တော့ရဟာလုံးဝ silent risk က communicate ရန်လုပ်တတ်တဲ့ဖြစ်တဲ့ကြောင့်မလို့အဲ့လိုလုပ်ခံရအရင်အဆင်မပြေ mentally ထိခိုက်တယ်အဲ့လိုဆိုတော့အဲ့လိုဟာမျိုးဆိုမကြိုက်အဲ့ဒါဘယ် relationship မှာပဲဖြစ်ဖြစ် သူကစကားလည်းပြောတင်နော် No anyway like need to have communication Okay so ကိုရဲ့ကိုပိုင် own red flag ကဘာဖြစ်မှာလဲ got bored easily Okay like have you found your crush patient echo rank မလာတယ်မဲ့နောက်လာမဲ့ freshman တွေပါအကြံပေးခြင်းလဲဆိုတော့နောက်တစ်ခုကကျတော့ကျောင်းသားကဒီ subject ကိုရေးမယ်ဆိုဘယ်လိုမျိုးကျောင်းသားဖြစ်တင်တယ်လို့ထင်လဲညာတော့အပြင် commerce ကစာမလုပ်ရဘူးပြီးတော့အဲ့လိုမျိုး fun ဖြစ်တယ်လို့ထင်ကြရပါဒါပေမဲ့ fun ဖြစ်တယ် if you like it if you really love it it's fun ဘာလို့လဲဆိုတော့စာမလုပ်ရဘူးဆိုတော့မဟုတ်စာလုပ်ရတယ်ဒါပေမဲ့နေတိုင်းစာလုပ်နေရမယ်ပေါ့ညာ project တွေများတယ် assignment တွေရှိရယ် writing တွေလည်းပါတယ်ပြီးရင်အဲ့လိုမျိုး short story ရေးရစုံတယ်ဘာလို့လဲဆိုတော့ communication က
communicate လုပ်တဲ့ဘယ်နီးလမ်းမဆိုဒီမှာတင်ပေးရစကားနဲ့ပြောမလားစာနဲ့ရေးမလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုကတကယ်စိတ်ဝင်စားတယ်ဆိုမှလာပြီးတော့တက်တာပိုကောင်းတယ်ပြီးတော့ communication arts ကိုရမှာ brand စစ်မှမဟုတ်ဘူးဘယ်ပါတာကိုပဲရွေးအရင်ဆုံးသူ့ရဲ့ course တွေကိုတေချာကြည့်ပြီးမှရွေးရမယ် brand စစ်ဆိုလို့ရှိရင်စာတွေ့များတယ်စာတွေ့ဆိုတာထက်အဲ့လိုဘယ်လိုခေါ်မလဲ theory ဘိုင်းသွားတာများတယ် marketing advertising PR ဆိုတော့ပြောရရင်အဲ့လိုတော်တော်လာကြီးလုပ်ပြီးတော့အဲ့လိုမျိုးကွာ influencer ကြီးလုပ်နေရတဲ့အဲ့လိုမျိုးပုံစံမျိုးဟုတ်မနေဘူးဒါပေမဲ့အဲ့ theory ကိုသုံးချပြီးတော့ကိုပြန်လုပ်လို့ရတယ်ဒါပေမဲ့ဒီဟာကများသွားပြီးစာ base အဲ့လိုမျိုးပေါ့နော်academic ဘိုင်းသွားတာများတယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့တကယ်တမ်းကိုစိတ်ဝင်စားရဲဆိုမှစာသင်ရတာရောစာလုပ်ရတာရောစာလိုက်နားထောင်ရတာရောအရင်ပြောဖို့ကောင်းတာပေါ့အဲ့လိုပုံစံမျိုးပေါ့ဆိုတော့ project တွေလောက်ရလိမ့်မယ်အတန်ကြီးလာတဲ့များ project တွေကပုံများလာမှာအဲ့လိုဆိုပေါ့အခုဆို research ဆိုလို့ရှိရင် seminar လောက်ရမှာရှိတယ်အတန်ကြီးလာလေ seminar တစ်ခုလုံးဦးစီးရမှာရှိတယ်ပြီးတော့ရင် event တွေရှိမယ် event တွေကိုကိုရီးယားဦးဆောင်ပြီးလောက်ရမှာအတန်းလိုက်ဦးဆောင်ပြီးလောက်ရမှာမျိုးဖွဲ့လိုက်ဦးဆောင်ပြီးလောက်ရမှာအဲ့လိုမျိုးတွေရှိတယ်ဆိုတော့ individually ကို group work ကို communication တကယ်လုပ်နိုင်မှလာတတ်တာပို့ပြီးတော့အဆင်ပြေတယ်ဘယ်ចောင်းသားတွေလက်တက်တင်ထင်လဲဥပမာ marketing ဘိုင်းသွားမယ့်လူတွေ event management သွားမယ်အဲ့လိုမျိုးចောင်းသားတွေလက်တက်တင်ထင်လား brand ရဲ့ communication arts ကိုပြောရရင်တော့ marketing advertising နဲ့ event ဘိုင်းသွားမဲ့သူဆိုအဆင်ပြေတယ် event ကကြတော့စာသင်နေဆိုတာထက်လက်တွေ့လုပ်ရလို့လက်တွေ့ကိုယ်တိုင်လုပ်ရလို့အတွေ့အကြုံရပြီးတော့သွားလို့ရတာ marketing နဲ့ advertising ပြီးရအသုံးကကြတော့စာတွေ့တော်တော်များတယ်တော်တော်များတာမလို့ကို creative လည်းတော်တော် train မိရဒီကအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပါဆိုလို့ရှိရင်အဲ့လို creative ဘိုင်းစိတ်ဝင်စားရတဲ့သူဒါပေမဲ့ဘယ်လိုခေါ်မလဲ media ဘိုင်းတို့ photography ဘိုင်း graphic ဘိုင်းစိတ်ဝင်စားရဆိုမရအောင်ဒါမျိုးမရှိဘူးအဲ့မျိုးဆိုရင် video သွားလို့ရတယ်ပေါ့အဲ့ဒါ Ransit မှာတက်နေရဆိုပေမဲ့ကွာ Ransit အကြောင်းကြီးပဲပြောမှာမဟုတ်လို့ BU ရော Ransit ကိုရုံးကလည်းအဲ့လိုမျိုးချိန်ခဲ့ရပဲဖြစ်တော့ကြောင်မလို့အဲ့လို BU မှာကျတော့ခွဲထားရရှိတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ Ransit မှာဆိုလို့ရှိရင်တော့ marketing advertising ဘိုင်းကိုပြောရမယ်ဆိုလို့ရှိရင် professionalism ဘိုင်းသွားချင်တဲ့ဘက်ကိုဆိုလို့ရှိရင် Ransit ကိုလာတင်တယ်ပေါ့သူက theory တွေတင်တယ် psychology ဘိုင်းဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးတွေတင်တယ်ဆိုတော့အဲ့လိုကပို့ပြီးတော့အဆင်ပြေအကယ်၍ media ဘိုင်းကိုထည့်ထည့်ဝင်သွားနေတယ်ဆိုလို့ရှိရင်တော့ Ransit ကအရင်အဆင်ပြေမှာမဟုတ်ဘူးgeneral knowledge လောက်ပဲရတယ်ပေါ့ကျေးဇူးပါ